ကုသိုလ်ဆိုတာခန္ဓာကြီးကျယ်အောင်လှူဒန်းမှကုသိုလ်မဟုတ်ပါဘူးစေတနာတန်တန်နဲ့လှုပ်ဆောင်တဲ့အသေးမွှားလေးတွေကလည်းဘဝအတွက်တန်ဖိုးရှိတဲ့ရိက္ခာတွေပါပဲအလုတ်တွေရှုပ်လို့ပဲဖြစ်ဖြစ်ပင်ပန်းလို့ပဲဖြစ်ဖြစ်အကြာကြီးဖျားရှိခိုးတာပတိစိတ်တာပဋ္ဌာန်းရွတ်တာမျိုးတွေမလုံနိုင်သေးရင်တောင်မှတချို့ကုသိုလ်လေးတွေကတော့လွယ်ကူရိုးရှင်းစွာနဲ့လည်းရရှိနိုင်ပါတယ်နံပါတ်1တောက်တော်ရေချမ်းကတ်လှူခြင်းအခုလိုပူအိုက်တဲ့ရာသီမှာမြတ်စွာဘုရားရှင်ကိုရည်မှန်းပြီးတောက်တော်ရေချမ်းကိုမနေ့တစ်ကြိမ်ညတစ်ကြိမ်အမြဲအေးမြနေအောင်လဲလှယ်ပေးပါမိမိကိုယ်တိုင်လည်းစိတ်အေးချမ်းသလိုကုသိုလ်လည်းထူးပါတယ်နံပါတ်2ဖျားပန်းရည်လဲလှယ်ခြင်း